UFC ရဲ့ပထမဦးဆုံးမြန်မာပြည်ဖွားချန်ပီယံ Joshua Van သို့မဟုတ် The Fearless ကျွန်တော်တို့မြန်မာနိုင်ငံသားတယောက်အနေနဲ့ကမ္ဘာ့အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ဒီလို UFC လို promotion မျိုးမှာကိုယ်နိုင်ငံအလံကိုအမြတ်ထုတ်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးအားလုံးကထင်ခဲ့ကြတာပေါ့နော်။ဒါပေမဲ့အဲ့ဒီအိမ်မက်ကိုအသက်21နှစ်အရွယ်မှာနဲ့ပေါင်တယ်ပေါ်နိုင်ခဲ့တဲ့လူငယ်လေးတယောက်ရှိပါတယ်။သူကတော့ကျွန်တော်တို့မြန်မာနိုင်ငံချင်းပြည်နယ်ကနေ UFC တလန်းလာခဲ့တဲ့ Joshua Van ဆိုလို့ရှိရင်ချင်းပြည်နယ်ကနေ Texas ပြည်နယ်ဒီအဲ့ကနေ UFC အော်ဒဂွန်ဂျိုးဝိုင်းတီတို့ဘလို့ရှောက်လန်းခဲ့လဲဆိုတဲ့သူ့ရဲ့ဒီစဉ်တစ်လျှောက်ကိုဒါပြပြပေးပါမှာဖြစ်တယ်ပေါ့နော်။ Joshua Van ကို2001ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာချင်းပြည်နယ်ထန်တလန်မြို့မှာဒါမွေးဖွားခဲ့တာပေါ့နော်။သူ့ရဲ့ဒီချင်းနာမည်ကတော့ဗန်လာထန်လို့ခေါ်တယ်။သူကအသက်12နှစ်အရွယ်မှာ American နိုင်ငံ Texas ပြည်နယ် Houston မြို့ဒါပြောင်းရွှေ့အခြေချနေထိုင်ခဲ့တယ်ပေါ့နော်။ငယ်စဉ်ကနိုင်ကျင့်ခံခဲ့ရတဲ့အတွက်လမ်းဘေးရန်ဝဲတွေခဏခဏဖြစ်တဲ့သူ့မိဘတွေကထိန်းချောင်းပြီးဖို့အတွက်နဲ့ဘောက်ဆင်ချောင်းပို့ရင်းနဲ့သူ့ရဲ့ပါရမီကိုဒါတွေ့ရှိခဲ့တာပေါ့ Joshua Van က2021ခုနှစ်မှာဒါ Professional MMA လောကကိုစတင်ဝင်ရောက်လာခဲ့တာပေါ့နော်သူ့ရဲ့ဒါ Pro ဘွားဒုတိယမြောက်ပွဲစဉ်ဖြစ်တဲ့ Fury FC 55မှာ Steven Johnson နဲ့ဒါတွေ့ခဲ့တယ်ပေါ့အဲ့ဘက်မှာဒီ experience gap ကြောင့်ဒီတွေ့ကြုံကွာဟမှုကြောင့် Joshua Van ကဒါ second round မှာ rear naked choke နဲ့ဒါ submission နဲ့ရှုံးပေးခဲ့ရတယ်ပေါ့နော်အဲ့ရှုံးပွဲကနေပဲသူ့ကိုဘယ်လိုသင်ခန်းစာယူရမလဲဆိုတော့ဖြစ်စေခဲ့ပြီးတော့နောက်ပိုင်းမှာနိုင်ပွဲ9ပွဲဆက်တဲ့အထိကိုနောက်ဆုံး Fury FC ရဲ့ champion ဖြစ်တဲ့အထိကိုသူကတက်လန်းနိုင်ခဲ့တာပေါ့နော်2023ခုနှစ်ဇွန်လမှာတော့ Joshua Van UFC နဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးတော့ Zaga Zuma ကိုလက်ကို split decision နဲ့အနိုင်ယူတာ UFC မှာပထမဦးဆုံးနိုင်ပွဲရယူနိုင်ခဲ့တဲ့မြန်မာပြည်သား fighter ဖြစ်မှတ်တမ်းထိုးခဲ့တယ်ပေါ့သူ့ရဲ့နောက်မဆုတ်တန်းထိုးသက်တဲ့ဒီ boxing skill နဲ့တက်ရှူဆက်လို့ဒါ modern ထိုးသက်နိုင်တဲ့ဒီ cardio ရဲ့စွမ်းရည်ကြောင့် UFC ပြည်သက်တွေကြားမှာသူ့ကိုသတိထားမိလာစေခဲ့တယ်ပေါ့ Kevin Boha နဲ့ Philippe Buenas တို့ကလည်းတောက်လျှောက်အနိုင်ယူခဲ့တယ်အဲ့နောက်ပိုင်း2024ခုနှစ်ဇူလိုင်လမှာ UFC ESPN 59မှာကျင်းပတဲ့ Charles Johnson နဲ့ပွဲမှာသူကဒီ third round မှာ KO နဲ့ရှုံးပေးခဲ့ရတယ်ပေါ့နော်ပွဲစားပိုင်းမှာ Joshua Van အသာစီးရနိုင်ပေမဲ့3ကြီးညောက်မှာဒီ Charles Johnson ကဘလူးဆိုင်တီးပြီးတော့ဖွင့်ဝုန်းတဲ့ဥစ္စာမှာဒီ reach ကွာမှုကြောင့်ဒီ uppercut နဲ့ KO ပေးလိုက်ကြတာပေါ့နော်အဲ့ရှုံးပွဲက Joshua Van ရဲ့ UFC fighter ပေါ်မှာပထမဆုံးအလဲတိုးရှုံးပွဲဖြစ်ပြီးတော့သူကအဲ့ရှုံးပွဲကဒီလိုထိပ်တန်း fighter တွေကြားမှာအမှားခံလို့မရဘူးဆိုတော့တော့သင်ခန်းစာကြီးတစ်ခုသူရရှိခဲ့တာပေါ့နော်အဲ့ကနေနောက်ပိုင်းဘယ်လိုပုံစံနဲ့အကောင်းဆုံးပြန်လာကြလဲဆိုတော့အားလုံးတွေ့တဲ့အတိုင်းပဲဒီ Brandon Royval နဲ့ပွဲမှာလည်းအားလုံးသိကြတဲ့အတိုင်းသူက Fight of the Night တောင်မှဒါရခဲ့တာပေါ့နော် Joshua Van ခီးစဉ်အားဆိုလို့ရှိရင်ဒါငယ်ဘွားတဲ့ကသူကဒါချုံမြင်ခဲ့တဲ့အောင်မြင်မှုတွေပဲမဟုတ်ခဲ့ဘူးပေါ့နော်အဲ့မဲ့အဲ့လိုဘယ်လိုရှုံးနေမှုတွေကြားနေသူကပြန်ပြီးတော့ဘယ်လိုယုံထားနိုင်ခဲ့လဲဆိုတာသူ့ကိုလုံးဝဒါလေးစားကြဘူးဒီ24နှစ်ဆိုတဲ့ရွယ်မှာ UFC ရဲ့ champion ဖြစ်တယ်ပြီးတော့ Humble လည်းအရန်ဖြစ်တယ်ပေါ့နော်တက်ငယ်ပဲလက်ရှိမှာသူကဒါ flyweight တန်း champion တယောက်ဖြစ်ရှိနေတယ်လို့ဒါအခုဒီလာမဲ့မေလမှာဂျပန်လူငယ် fighter ဖြစ်တဲ့ Tetsudo Taira နဲ့ဒါခပတ်ကောက်ကိုပဲရှိရပေါ့ title fight အဲ့ဘက်မှာသူခပတ်ကိုဘယ်လိုပုံစံနဲ့အကောင်းဆုံးကောက်ခဲ့ပြမလဲဆိုတော့ကျွန်တော်တို့မြန်မာပရိသတ်တွေကဒါရင်ပုံစံနဲ့ဒါစောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ခင်ဗျားတို့ Joshua Van ရဲ့ဒီထိုးသက်ပုံကြိုက်လားသူ့နောက်ဘက်မှာရောရင်ပွဲတွေထက်ပိုကောင်းပါမယ်လို့ထင်လားခင်ဗျားတို့ comment မှာပြောခဲ့ကြပါဦး